ဒါလေးက Y2K နေဒီဇိုင်းလေးကိုသင်ခန်းစာလေးဒါကကိုပြထားတာဒါကသင်တန်းသူလက်ရနော်ဒါလက်ထဲကကိုပြထားတာဒီ stand လေးကဒါကတော့သင်တန်းသူများလက်ရဖြစ်ပါတယ်ဒါကမနေ့ကတော့သင်ခန်းစာเนาะဒါမနေ့ကသင်ခန်းစာဒီနေ့သက်သင်ခန်းဒါမနေ့ကသင်ခန်းစာအိမ်စာလည်းဒီမှာပြီးသွားပြီเนาะလက်ရလည်းတက်ရက်ပြီးလှပ်ပပြီးဆိုလို့ရှိရင်မတို့ကသင်ခန်းစာအသစ်ကိုတက်မယ်ဒါကကြတော့သင်ခန်းစာဒီနေ့သက်ဟာเนาะဒါကတော့ဒီနေ့သက်သင်ခန်းစာကဲဒါကတော့အခုဆွဲမှာပေါ့နော်ဒါလေးကတော့မနေ့ကဆွဲထားတာပြီးသွားပါပြီဒါခုဗီဒီယိုလေးရိုက်ပြလိုက်တယ်နော်သင်္ကီသင်တန်းကြောင့်မှာတော့လက်သေးဘာသာစုံသင်တန်းပြင်မှာတခြားသင်တန်းလေးတွေလည်းရှိပါတယ်စိတ်ဝင်စားရဆိုလို့ရှိရင်လည်းလာရောက်ပြီးမေးမြန်းလို့ရပါတယ်ပြီးတော့လက်သေးနဲ့ပတ်သက်လို့ရှိရင်တော့အခြေခံအကျဆုံးစနစ်နီးစနစ်အလွယ်ဆုံးကနေသင်ပေးပြီးတော့မှသင်တန်းသူလက်ရတရားခိုင်လုံးကိုအမြဲတမ်းလို့နေ့စဉ်မပြတ်ချပြပေးသွားတာဖြစ်ပါတယ်နော်ဒါဆိုတော့သင်တန်းသူတွေရဲ့ဒီနေ့ကဒီလက်ရလေးပြီးတော့ဒီရုပ်လေးတက်သွားပြီမနေ့ဖက်မှာဆိုလို့ရှိရင်เนาะဒီလိုမျိုးလှပ်ပတဲ့အရုပ်လက်ရလေးတွေကိုလည်း page မှာကြော်ညာသွားပေးပါမယ်เนาะကဲအားဆိုအားလုံးကိုကျေးဇူးများတင်ပါတယ်